အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ top main တိုက်တဲ့ channel ကနေပြန်လာကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့မနေ့ည9:00ခွဲမှာတော့ဘုံမောင်အိမ်ခွဲမှာ United ကိုတွားပြီးတော့ကစားခဲ့တယ်ရလက်ကတော့ကျွန်တော်တို့အားလုံးခံမှန်းထားတဲ့အတိုင်းပဲပေါ့နော်ကံကောင်းလို့တော့မှတည်ရလက်တစ်ခုကိုယူဆောင်နိုင်ခဲ့ရလို့ပြောလို့ရတယ်ပေါ့နှစ်တင်းလုံးကတမတ်စီကိုပဲခွဲယူခဲ့ကြတယ်ဆိုတော့ United ကတော်တော်ချင်းနေဆိုးနေပြီဒီပုံစံတိုင်းဆိုရင်နောက်ရာဒီထိတောင်မှဘယ်လိုကန်သွားမလဲပေါ့နော်ဒီ United ကစားသမားတွေကြီးရတယ်ဒီအခုအနေထားမှာတမ်းမစင်းရလို့ပဲသူတို့အနေနဲ့တော်သေးရဲဆိုတဲ့သဘောမှရှိနေတယ်ဆိုတော့တမ်းမစင်းအောင်တမေကန်နေတယ်အခုနေထားတော့တန်းစင်းဘွားလည်းဖြစ်နိုင်တော့ဘောနော်အဲ့တော့စိတ်ပါလက်ပါမျိုးမတွေ့ရဘူးဒါတွေကလည်းဒီယူရိုပါလိကိုပဲအောင်ဆိုင်မယ်လို့ပြောခဲ့တဲ့စကားတွေအဲ့လိုအကြောင်းအရာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ယူရိုပါလိကိုအောင်ဆိုင်မယ်ဆိုရင်အခုကန်နေတဲ့ကစားသမားလိုင်းရကတကယ် United ရဲ့လက်ရှိမှာအကောင်းဆုံးလိုင်းရပေါ့နော်ဒီရွေးချယ်တာမရှိတဲ့အနေထားမှာအကောင်းဆုံးလိုင်းရလို့ပြောလို့ရတယ်ဒီလိုလိုင်းရမျိုးနဲ့ပရီးမီးယားလိကအတင်းငယ်တင်းပေါ့နော်အဲ့လိုတင်းမျိုးကိုကန်နေပြီးတော့ဒီလိုခြေဖြစ်နေရကြီးကတော့ကျွန်တော်တို့လုံးဝသဘောမကျဘူးဆိုတော့ကျွန်တော်ပွဲတဲ့အတွေ့အကြုံကျွန်တော်တွားကြည့်လိုက်အောင်ဆိုတော့ကျွန်တော်ဒီကစားသမားအကြောင်းနေပြောကြည့်ပဲပေါ့နော်တို့ဒီပွဲမှာအားမရဆိုတော့ကျွန်တော်ဂါနာချူပဲဂါနာချူကကျွန်တော်ဒီတစ်ဖက်အသေးကိုတမန်တယောက်ချင်းတွေ့ရတော့မှကိုကူးတင်နိုင်ဘူးဒါမျိုးကဂါနာချူအတွက်ကရိုးနေပြီဒါဖြစ်နေကြပဲတေးကြတဲ့တင်းကိုမျိုးပေါ့ဒီကမျိုးဆိုတော့ဘယ်တော့မှမတွေ့ရဘူးပေါ့နော်ဆိုတော့ဂါနာချူအနေနဲ့လည်း United မှာဆက်ပြီးတော့အဆင်မပြေတော့ဘူးနောက်ရာဒီမှာဂါနာချူကရောင်းထုံးမဲ့ထဲကိုပါတင်နေပြီကျွန်တော်ကတော့ဒီပုံစံတိုင်းပဲဆက်သွားမယ်တော့ရောင်းသေးခြင်းနေပေါ့နော်ဆိုတော့တခြားဖြည့်လို့ရမယ့်ကစားသမားတယောက်နဲ့ဖြည့်လိုက်ရှင်နေသူ့အချိန်လည်းပေးခဲ့ဘူးပါထပ်ပြီးတော့မဆောင်ရင်တော့ဘူးပေါ့ကျွန်တော်တို့တခုဆိုးွားတာကဘာလဲဆိုတော့ကျွန်တော်မိနစ်90မှာရခဲ့တဲ့အန်ဒီကက်ပေါ့အဲ့လိုဘုံဘက်ကအန်ဒီကက်တယောက်ထိခဲ့အောင်တော့မှ United ဘက်ကတယောက်တာနေအနေထားမှာတွင်းကိုတကူပွဲချိန်လေးမှာရအောင်မဆန်းဆောင်နိုင်ဘူးပို့ပြီးဆိုတာထိသွားတဲ့ကစားသမားဘုံမောင်ရဲ့ထောင်တိုက်စစ်ကစားသမားဆိုတော့ United အနေနဲ့ဘယ်လိုလုပ်မလဲပေါ့ဒီပုံတိုင်းပဲဆက်သွားအောင်မလားတကယ်ဆိုဗျာဒီတယောက်တာနေထားမှာကျွန်တော်area box တွေတိုးလို့ရမယ်ကျွန်တော်ဒီကွင်းထဲမှာလုံးတွေအများကြီးပို့လို့ရမယ်တစ်ဖက်တင်းကထွက်သွားတဲ့ကစားသမားတိုက်စစ်ကစားသမားအထောင်တိုက်စစ်ကစားသမားပေါ့နော်ဆိုတော့ဒါမို့လေ United ဘက်ကမလုပ်နိုင်ခဲ့ဘူးပြီးကျွန်တော်တို့ဒီနောက်တဲ့ကစားသမားတယောက်အားမရတဲ့ကစားသမားတယောက်ပေါ့ပက်ထရစ်တိုကိုဆိုတော့ United ကပက်ထရစ်တိုကိုခေါ်ခဲ့တော့တကယ်ပါကျွန်တော်ကိုယ်တိုင်လည်းဟိုက်ခဲ့မျော်လင်းရဲ့ကြီးကြီးနဲ့ကိုခေါ်ခဲ့ကစားသမားတယောက်ပေါ့နော်ဝင်းဝကစားသမားတယောက်ဆိုတော့အခုဆိုရင်ပက်ထရစ်တိုကကျွန်တော်ပြီးခဲ့ပုံမှန်လေးပြောခဲ့ပြီးပါပြီတပွဲလုံးသုံးလို့အဆင်ပြေမှာမဟုတ်ဘူးအခုလည်းကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲအဆင်တော့အဆင်ပြေဘူးရောက်ခါသားအောင်ဆိုရင်ကျွန်တော်ပက်ရစ်တိုကိုအားကိုးခဲ့သူစီကနေကျွန်တော် chance တွေတွင်းကိုတွေပေါ့နော်ကျွန်တော်အများကြီးမြင်ခဲ့ရပေါ့ပို့ပြီးတော့လည်းလူချင်းခဲ့ဒါပေမဲ့အခုဆိုရင်မရဘူးဒီချင်းနဲ့ဆိုရင် United မှာတိုးလို့မရဘူးဒါတွေကလည်းရောင်းမဝယ်မဖြစ်သွားတဲ့သဘောဖြစ်တယ်ဆာယုတတန်နဲ့အကြိုက်ချုပ်လာတာဆိုတော့ဒီကစားမရဲ့နောက်ကျဆန်ချိုတို့အလိုနီတို့လိုပဲဟိုတင်းကားဒီတင်းကားဆိုရယ်ကစားသမားမျိုးဖြစ်လာနိုင်တယ်ပေါ့နော်ဒါတိတော့ကြည့်အောင်ပါနောက်ရိုက်တကူလည်းရှိသေးရဲ့ဆိုတော့နောက်ကစားသမားတယောက်ကကျွန်တော်ကက်စမီရိုကက်စမီရိုကသူ့အသက်အရွယ်ကိုကျွန်တော်ရှေ့ပိုင်းကာလာမှာဖြစ်ခဲ့ရိုက်တဲ့တင်လာတက်ခဲ့တဲ့ကိစ္စကြီးနေလို့ဆိုကက်စမီရိုကတနေ့ရွှေတနေ့ဝေးသူကောင်းတဲ့ပွဲကောင်းတယ်သူဆိုးတဲ့ပွဲဆိုရင်လည်းတကယ်ကြီးကိုဆိုးရတယ်ပြီးခဲ့တဲ့ပွဲကိုပဲကြည့်လိုက်ကျွန်တော်ဒီဝူးနဲ့ပွဲမှာလေကက်စမီရိုကဘာမှမလုပ်နိုင်ခဲ့ဘူးအခုဒီမှာဘုံမော့နဲ့ပွဲမှာဆိုလေကက်စမီရိုကဘောလုံးကိုမထိနိုင်ဘူးသူ့စီမှာဘောလုံးရောက်လာရင်ဘောလုံးပြက်တယ်မဟုတ်ရင်အတင်းကစားမချင်းကိုပြန်ပြီးတော့တန်းပေးရပေါ့နော်ဆိုတော့ present လိုက်ရမယ့်အနေအထားမျိုးကတော့မှကက်စမီရိုကမလုပ်နိုင်ခဲ့ဘူးပေါ့ဒီဘောလုံးထီယုံနဲ့တက်ချင်းတဘောမှုတော့ပဲတွားနေဒါကြီးကအစင်လုံးဝမပြေဘူးကိုယ်လည်းဖြတ်ကစားသမားတယောက်အနေနဲ့တော်တော်ဆွဲရပါတော့ဒီနေရာမှာကျွန်တော်ဥကာတေးလို့ကစားသမားမျိုးဒါအစရထည့်ခဲ့ရင်ပို့ပြီးတော့အခြေအနေကောင်းလာနိုင်တယ်ပေါ့ဆိုတော့ကက်စမီရိုကတော့ဒီပွဲမှာတကယ်ဆိုးရတယ်ကျွန်တော်လည်းပြောရရှိပါအောင်ကျွန်တော်ဟော့ရှ်လန်ပေါ့ဟော့ရှ်လန်ကတော့နောက်ဆုံးမိနစ်မှာတွင်းကိုရရှိသွားရပေါ့နောက်ဆုံးမိနစ်မှာသူ့ရဲ့တွင်းကိုပြောက်နေတဲ့ဟာကြီးကိုသူပြန်ပြီးတော့ကိုတကိုဖန်တီးလိုက်တယ်ကိုတကိုတွင်းလိုက်တယ်ပေါ့နော်ဆိုတော့ဒါလည်းသူ့အတွက်ပို့ပြီးတော့ကောင်းသွားတယ်ဘာလို့လဲဆိုတော့ဒီစိတ်တက်ပိုင်းရမြင့်တယ်ပါမယ်နောက်ဆုံးမိနစ်မှာတွင်းတဲ့တရေကိုဆိုတော့ဒီပွဲတွေကနေအောင်ပွဲခံတာကိုကြည့်လဲဒါတိတိုင်ပေါ့နော်ဆိုတော့ရှူပါလိမှာလည်းဒီလိုပဲတွင်းကိုလေးပေါ့နော်သူကသူရှားရရတယ်လို့လေးတွင်းပေးနိုင်ပို့ပြီးတော့အဆင်ပြေမယ်ဒါ United တွင်းကိုလိုရတဲ့အချိန်မှာဟော့ရှ်လန်ကိုပဲအားကိုးကြရရှိပေါ့ဂါနာချိုလည်းအဆင်ပြေနေထားတစ်ခုပေါ့နော်ဘရူနိုစီကတော့အများကြီးပြောလို့မရဘူးဘရူနိုကတော့ဒီကစားမကိုထောက်ပံ့ပေးမယ်သူ free kick တွေရရင်ကန်လို့ပေးမယ်ပေါ့ဒါကိုပဲကျွန်တော်ကြည့်ရပါပေါ့နော်ဆိုတော့ကျွန်တော်ဟော့ရှ်လန်ကတော့အားရစရာမဟုတ်ပေမဲ့သူဒီပွဲမှာတော့လုံနိုင်ခဲ့ရပေါ့နော်တင်ကိုတကိုကျွန်တော်ပြောထားခဲ့တဲ့အတိုင်းပဲတင်ကိုတကိုရအောင်သွင်းမိခဲ့ကျွန်တော်ဒီ stat တွေကိုတစ်ချက်ကြည့်လိုက်အောင်ပေါ့နော် United ဘက်ကဗျာဒီဘုံဘုံအိမ်ကွင်းမှာတွားကစားရတာမှကျွန်တော်ဒီ ball possession ပေါ့ဘောလုံးပိုင်ဆိုင်မှုမှာ62ရာခိုင်နှုန်းနဲ့တစ်ဖက်138ရာခိုင်နှုန်းအဲ့လောက်ကြီးကိုတာထားခဲ့တာဒါပေမဲ့ United ဘက်ကတင်ကိုကတည့်တဲ့အတိုင်းပဲတကိုတရင်နဲ့ပဲပြီးသွားခဲ့တယ် expected goal လို့ခေါ်တဲ့ XG ပေါ့နော်ကျွန်တော်900နိုင်ခြေရှိတဲ့အားပေါ့အဲ့ဒီမှာဆိုရင်ဘုံဘုံဘက်က 0.53 ပဲရှိတာဆိုတော့ United ဘက်က 2.52 ဘုံဘုံဘက်က1မပြည့်ရဲ့အခြေအနေ1မပြည့်ရဲ့အခြေအနေတခုမှတော့မှတကူရအောင်တွင်းခဲ့တယ်ဒါပေမဲ့ United ဘက်ကတော့ 2.52 အနေနဲ့2 goal လောက်တော့တွင်းတင်တယ်ဒီလိုအခြေအနေမှာတော့မှတင်ကိုမရနိုင်ခဲ့ဘူးပေါ့ကျွန်တော်ဒီပြီးတော့ဘုံဘက်ကအားလုံးပေါင်းတိုးတဲ့ shoot
ကန်ကြအလုံးပေါင်း10ချိန်ရခဲ့တယ်ညီလေးဘက်က25ချိန်ဒါပေမဲ့ United ဘက်ကရရင်ကြလို့ကောက်သွင်းနေတဲ့အနေထားဂိုးတင်လာတဲ့ဂိုးဘောက်ကိုကန်နေတဲ့အနေထားမှာUnited ဘက်ကတွင်းကိုဘာမှမရခဲ့ဘူးပေါ့နော်ဆိုပြန်ပြီးတော့ကြည့်လိုက်တော့မှရှုံတာကိုကြည့်လိုက်တော့မှဘုံဘက်ကဂိုးဘောက်100တစ်ချိန်ရှိရဲ့အဲ့ဒီတစ်ချိန်မှာဂိုးတစ်ခုရတယ်ဆိုအဲ့ဒီကိုမှဆိုရင်ကျွန်တော်တို့ဒီအိုနာနာပေါ့နော်အိုနာနာကကျွန်တော်ဒီရှေ့ပွဲတွေနောက်ပိုင်းပွဲတွေမှာအရင်ပြောရများတယ်ဒီအခုလည်းအရာစင်းရဲ့အတွက်တန်း20နဲ့ခေါ်ပြီးတော့တင်ထားပြီးရဒါပေမဲ့ဘယ်ကတင်းမှာစိတ်ဝင်စားတာတွေလာပြီးတော့ဆက်သွယ်တာတွေမရှိဘူးမယုံကြည်ဘူးပေါ့အိုနာနာကိုဆိုတော့ United Fan နဲ့ရောမယုံကြည်ရများနေပြီဂိုးသမားနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီ David De Gea တုန်းကလည်းဒီမထက်ခင်မှာပြဿနာအများကြီးတက်ခဲ့တယ်အခုနောက်တစ်ယောက်လာပြီဒီကစားမကတော့တန်ဟတ်စိတ်ကြိုက်ပေါ့နော်တန်ဟတ်သူဝယ်ခဲ့ကစားသမားဒါပေမဲ့အခုဒီမှာတော့အမွေးလက်အောက်မှာအဆင်ပြေမနေဘူးဂိုးသမားလုံးဝမဲ့တာဝန်မျိုးတော့မကြည့်ဘူးပေါ့ဒီတွေးတဲ့ကိုမှတော့အိုနာနာအရင်ညံ့နေတော့မဟုတ်ဘူးသူတိုင်ပဲပြည့်တယ်သူတိုင်ပဲပြည့်မှုတွေကမတိကြတော့များတယ်ဒါပေမဲ့သူတိုင်ပဲပြည့်တယ်တောက်ကနေထောက်သွားတယ်ဆိုတော့အိုနာနာအဖြစ်ကတော့တိတ်တော့မကင်းလာဘူးဒါပေမဲ့ဒီတခြားကစားသမားတွေဆိုင်တော့အိုနာနာတိတ်ပြီးတော့ပြောလို့မရဘူးပေါ့နော်ဆိုတော့ဒီနေ့ဘက်ကရှုံတာက6ချိန်အဲ့6ချိန်မှာတော့မှဒီနေ့ဘက်ကတကူပဲရရှိခဲ့ဆိုတော့ဒါကြီးကတော်တော်ဆိုးသွားတယ်ပေါ့နော်အဲ့ဆိုဒါကိုကြည့်လိုက်တာနဲ့ကိုဒီနေ့ဘက်ကတွင်းကိုရဖို့ကတော်တော်ကြီးခက်ခဲနေအောင်မြင်ရလိမ့်မယ်ဒီပွဲကကျွန်တော်တက်ကလုံးဝအားမရဘူးဆိုတော့ United ဒီလောက်ကြီးဆိုးရမလိမ့်မယ်ဒီလောက်အခြေအနေကြီးဖြစ်သွားရဆိုတော့ဘယ်လိုစပြစ်မှန်းတော့မှမနေ့စပြတ်ပေါ်ရမှာပေါ့နော်ဆိုတော့ဒါကိုလည်းကျွန်တော်နောက်တစ်ပုတ်ကြရင်ဒီ United ရဲ့ဒီပွဲရတဲ့တွေဆိုးရတဲ့အပေါ်ကျွန်တော်ကစားသမားကြီးနဲ့နီးပြချားတွေကအကြောင်းတွေကိုကျွန်တော်တစ်ချက်ဗီဒီယိုတစ်ပုတ်လုပ်ပေးမယ်ပေါ့နော်ဒါကိုလည်းစောင့်ကြည့်ပေးကြပါဦးဆိုတော့ United က Premier League မှာသူလက်လျှော့ထားတဲ့အတိုင်းပဲအဲ့ဒီတိုင်းပဲပြောပြီးအဲ့လိုစော့နေရလားအဲ့လိုစော့ရင်လည်းဘာလို့တကယ် Europa League မှာတေချာပေါက်တွန်းရမယ့် line မျိုးထုတ်တုံးလာတယ်ဒါကစားသမားတွေပွဲပန်းစီမယ်ဗျာပြောချင်တာဒီခြေဒီရတဲ့တပည့်ရမယ်ဆိုရင်လူငယ်စားသမားလေးပို့ထုတ်လာတဲ့နေဒီလိုဒီကလိုင်းကြီးနဲ့ကစားပြီးတော့ဒီလိုရလက်လောက်ပဲရမယ်ပြီးရင်နောက်ဆုံးကျမှကျွန်တော်က Premier League ကို arm side တော့ပါ Europa League ကို arm side တော့ပါအဲ့လိုဟာမျိုးနဲ့ကျွန်တော်ဖြည့်လို့မရဘူးချွေးတယ်လို့မရဘူးဆိုတော့ကျွန်တော်ဒီနောက်လာမယ့် Europa League သူတို့ပြောထား Europa League မှာတော့ဘယ်လိုရလိုက်ကြအောင်မလဲဘယ်လိုကတ်အောင်မလဲဘယ်လိုကစားသမားတွေပို့ထုတ်အောင်မလဲဒါရောကျွန်တော်စောင့်ကြည့်ရပါလိမ့်မယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်